ကမ္ဘာအလှဆုံးမြစ်၅ခုမြစ်ဝါသနာရှင်များအတွက်သတင်းကောင်းကမ္ဘာပေါ်မှာအလှဆုံးမြစ်တွေကိုလေ့လာကြည့်ကြရအောင်သဘာဝရဲ့အံ့ဖွယ်တွေကိုခံစားရင်းစိတ်အပန်းဖြေနိုင်မဲ့ခရီးတစ်ခုပါပဲအာဖရိကတိုက်ရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့နိုင်းမြစ်ဟာသမိုင်းကြောင်းနဲ့ယဉ်ကျေးမှုတွေနဲ့ပြည့်နှက်နေပါတယ်ရှေးခေတ်အီဂျစ်လူမျိုးတွေအတွက်အသက်သွေးကြောတစ်ခုလိုပါပဲတောင်အမေရိကမှာရှိတဲ့အမေဇုန်မြစ်ကတော့ကမ္ဘာပေါ်မှာရေအများဆုံးစီးဆင်းတဲ့မြစ်ပါဇီဝမျိုးစုံမျိုးကွဲတွေပေါကြွယ်ဝတဲ့မိုးတစ်တောကြီးကိုဖြတ်တန်းစီးဆင်းနေတာပါအရှေ့တောင်အာရှရဲ့အရေးပါတဲ့မဲခေါင်မြစ်ဟာနိုင်ငံပေါင်းများစွာကိုဖြတ်တန်းစီးဆင်းပါတယ်ဒေသခံတွေအတွက်စီးပွားရေးနဲ့လူမှုရေးအရအရေးပါတဲ့မြစ်တစ်စင်းပါအာဖရိကတိုက်ရဲ့စတုတ္ထမြောက်အရှည်ဆုံးမြစ်ဖြစ်တဲ့ဇမ်ဘီဇီမြစ်မှာရေတံခွန်တွေတောရိုင်းတိရစ္ဆာန်တွေနဲ့သဘာဝအလှတွေအများကြီးရှိပါတယ်ဗစ်တိုးရီးယားရေတံခွန်ကတော့ကမ္ဘာကျော်ပါတယ်တရုတ်နိုင်ငံမှာရှိတဲ့လီကျန်းမြစ်ဟာရှုခင်းတွေအလွန်လှပတာကြောင့်နာမည်ကြီးပါတယ်တောင်တန်းတွေနဲ့မြစ်ရဲ့ပေါင်းစပ်မှုကဓာတ်ပုံရိုက်ချင်စရာအရန်ကောင်းပါတယ်ဒီမြစ်တွေဟာကမ္ဘာအံ့ဖွယ်တွေထဲကအနှဲငယ်မျှသာဖြစ်ပါတယ်ခရီးသွားဖို့စိတ်ကူးရှိရင်ဒီမြစ်တွေကိုသွားရောက်လေ့လာဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်